ဒီမိုကရေစီရှားဝန်တော်1992ခုနှစ်အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသောစာအုပ်မှစာမျက်နှာ160ခွန်မှ189ကိုမြန်မာပြန်သည်1မြန်မာနိုင်ငံတွင်ဒီမိုကရေစီလှုပ်ရှားမှုကိုစန့်ကျင်ကြသူများကယင်းလှုပ်ရှားမှုကိုပြတ်ပြားစေရန်အလို့ငါတမ်းပြည်အတွက်မည်သည့်အရာကအကောင်းဆုံးဖြစ်သည်ကိုပြည်သူလူထုအနေဖြင့်သိရှိနိုင်စွမ်းမရှိဟု၍၎င်းဒီမိုကရေစီအခြေခံသဘောတရားတို့သည်မြန်မာမဆန်ဟု၍၎င်းပြောဆိုနေကြပါသည်တတိယကမ္ဘာမှအစိုးရတို့သည်အာဏာရှင်စနစ်ကိုမှန်ကန်ကြောင်းပြဆို၍ဆက်လက်တည်မြဲစေရန်ကြိုးပမ်းရာတွင်သဘောထားပြေဝသောဒီမိုကရေစီမူသဘောတို့သည်နိုင်ငံခြားနှင့်သာဆိုင်သည်ဟုဆို၍ပယ်ရှားကြသည်မှာအသည့်အဆန်းမဟုတ်ပါတိုင်းသားယဉ်ကျေးမှုဒလေထုံးတမ်းစင်လာစံတမတ်ချက်များနှင့်မြည်သည့်အရာကကိုက်ညီသည်မကိုက်ညီသည်ကို၎င်းတို့သည်သာလျှင်တရားဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟုတွယ်ဝိုက်သောနည်းဖြင့်ပြောဆိုနေကြခြင်းဖြစ်ပါသည်အစိုးရအာဏာကိုစူးစီးခိုင်မာအောင်ပြုလုပ်ရန်ရည်ရွယ်သည့်ဤသို့သောလိုရိုးလှုပ်စဉ်ဝါဒဖြန့်မှုများကိုနိုင်ငံရေးသိပ္ပံပညာရှင်များဥပဒေပညာကျော်များနှင့်လူမှုရေးပညာရှင်များကခွဲခြမ်းစိတ်ဖြာလေ့လာစမ်းစစ်၍မမှန်ကန်ကြောင်းသက်သေပြခဲ့ပြီးဖြစ်ပါသည်သို့တော်လည်းပြင်ပကမ္ဘာ၏နိုင်ငံရေးအသိဉာဏ်တိုးတက်မှုတို့နှင့်နှစ်ပေါင်းများစွာကွဲကွာနေခဲ့ရသောမြန်မာပြည်၌မူပြည်သူလူထုကိုနိုင်ငံရေးတာဝန်ပေးရန်မသင့်လျော်ဟူ၍၎င်းဒီမိုကရေစီနှင့်မသင့်လျော်ဟူ၍၎င်းပြောဆိုလာခဲ့သောယုံတန်းစကားနှစ်ရပ်ကိုခြေဖြတ်ရာတွင်ပြည်သူတို့သည်မိမိကိုယ်ကိုယ်သာမိမိအားကိုးကြရပါသည်ဒီမိုကရေစီလှုပ်ရှားမှုမြန်မာတပြည်လုံးသို့ပြန့်နှံ့သွားသည်နှင့်တပြိုင်နက်ဒီမိုကရေစီဟူသောစကားလုံး၏အတိတ်ပဲသမိုင်းကြောင်းနှင့်လက်တွေ့သဘောတရားတို့ကိုအပြင်းထန်စိတ်ဝင်စားလာကြပါသည်အမြင်ချင်းမြောင်းသောအာဏာရှင်စနစ်အောက်တွင်အတိတ်ပဲတင်၍နှစ်သာရကင်းမဲ့သောတရားသေးဝါဒကိုနှစ်ပေါင်း25နှစ်ကျော်အာဟာရအဖြစ်ခွန့်ကြွေးခြင်းခံကြရတော်လဲမြန်မာပြည်သားတို့၏နိုင်ငံရေးနိုးကြားမှုသည်၎င်းစိတ်ကူးစိတ်တန်းတို့သည်၎င်းတုံးမသွားပါပြည်သူတို့၏စီးစစ်ဝေဖန်နှီးနှောလိုစိတ်ငင်းခုန်ဆွေးနွေးလိုစိတ်မတီးဖြတ်သောသတင်းအချက်အလက်များကိုသိရှိလိုစိတ်နှင့်ယထာဘူတကျစွာခွဲခြမ်းစိတ်ဖြာလေ့လာလိုစိတ်စသည့်စိတ်ဓာတ်တို့သည်တုံးမသွားဘဲပို၍ပင်ထက်မြက်လာသည်ဟုမှတ်ထင်ရပါသည်ဒီမိုကရေစီစနစ်နှင့်ပတ်သက်သောအတွေ့အကြုံဟူ၍ပြည်သူတို့တွင်မရှိသလောက်ပင်ဖြစ်တော်လဲယဉ်ကျေးသောလူအဖွဲ့အစည်းတွင်ဒီမိုကရေစီရှိထိုက်သည်ဟု၎င်းတို့၏လက်တွေ့ဘဝပွေးအသိဉာဏ်အရယုံကြည်လာကြပါသည်ထို့အပြင်ခေတ်သစ်နိုင်ငံရေးအယူအဆစနစ်များနှင့်ဆိုင်သောကဏ္ဍဝင်သီအိုရီသာမကဘဲဒီမိုကရေစီသဘောအားလူမှုစနစ်တရက်အနေဖြင့်တွေးတောဆင်ခြင်မှုများနိုင်ငံအနှံ့အပြားတွင်ပေါ်ထွက်လာပါသည်ပြည်သူကိုယ်စားလှယ်များသာပါဝင်သောအစိုးရစနစ်လူအခွင့်အရေးတရားဥပဒေစိုးမိုးရေးစသည့်အခြေခံအယူအဆများကိုလည်းမိမိတို့အလိုအလျောက်အနက်အဓိပ္ပာယ်ဖော်၍ဆွေးနွေးလာကြပါသည်ဒီမိုကရေစီစည်းမျဉ်းများအဖွဲ့အစည်းများကအာမခံမည့်လွတ်လပ်မှုနှင့်ခံစား권များကိုစိတ်အားထက်သန်စွာဆင်ခြင်တွေးတောလာကြပါသည်တည်မြဲသောဒီမိုကရေစီစနစ်ကိုထိန်းသိမ်းရန်တာဝန်ယူရမည့်ပုဂ္ဂိုလ်တို့၏ဝတ္တရားသည်လည်းအတွေးနယ်ရှဲစေရန်လှုံ့ဆော်ပေးသောအကြောင်းအရာပင်ဖြစ်ပါသည်ဆိုသွမ်းသောအစိုးရ၏တံကိုဆိုးဝါးစွာခံခဲ့ရသောပြည်သူလူထုသည်ကောင်းမွန်သောအစိုးရနှင့်ဆိုင်သောသီအိုရီအယူအဆများကိုအထူးအာရုံစိုက်နေသည်မှာသဘာဝပင်ဖြစ်ပါသည်ဒလေထုံးတမ်းစင်လာအရတွင်တင်ဆုံးမသည့်အခမ်းကဏ္ဍမှပါဝင်သောဗုဒ္ဓဘာသာယဟန်တန်ဃာတော်တို့ကလည်းဗုဒ္ဓဝင်စာပေများကိုကိုးကား၍ကာလဒေသမရွေးပြောင်းလဲခြင်းမရှိနိုင်သောတန်ဖိုးထားမှုများကိုရှင်းလင်းပြသကာအများပြည်သူ၏မျှော်လင့်ချက်များကိုထုတ်ဖော်ပြောဆိုရ၌ဥဆောင်လမ်းပြလုပ်ကြပါသည်သို့တော်လည်းရှေးတုန်းစဉ်လာပညာဗဟုသုတကိုမျက်မှောက်ခေတ်လိုအပ်ချက်များနှင့်စီလော်ရလေအောင်တတိရှိစွာကြိုးပမ်းရာ၌အထူးသီးသန့်အတိုင်းအဝိုင်းတွင်သာမဟုတ်ဘဲမြို့နေပညာတတ်နှင့်ဈေးသည်ကလေးများမှစ၍ကျေးလက်ဒေသက
တက်ကြွသောအဖွားအိုများအထိမြမလူအဖွဲ့အစည်းတရက်လုံးတွင်စ조사အားထုတ်နေခြင်းပင်ဖြစ်ပါသည်မြမပြည်တွင်သဘာဝတယံဇာတပစ္စည်းများနှင့်လူအင်အားရှိပါလျက်အရှိတောင်အာရှတွင်စွမ်းရည်အရှိဆုံးနှင့်တိုးတက်မှုအမြန်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာရမည်ဟုသောအစောပိုင်းကထားရှိခဲ့သည့်ကတိအတိုင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည်မှာအဘဲကြောင့်နီအပြည်ပြည်ဆိုင်ရာပညာရှင်များကတမိုင်းယဉ်ကျေးမှုနိုင်ငံရေးနှင့်စီးပွားရေးအကြောင်းအချက်များကိုတေချာစွာခွဲခြားစိတ်ဖြာလေ့လာ၍အသေးစိတ်အဖြေများကိုပေးထားပြီးဖြစ်ပါသည်မြန်မာပြည်သားတို့ကမူရင်းသို့သောခေတ်မီပညာရေးဆိုင်ရာအချက်အလက်များကိုမရနိုင်သောကြောင့်တန်းပြည်ဆုပ်ယုပ်ပစ္စည်းယိုယွင်းရခြင်းအကြောင်း၏အဓိကအချက်ကိုရှာဖွေလေ့လာရာတွင်ဗုဒ္ဓဘုရား၏ဆုံးမဩဝါဒများကိုသာအားကိုးအားထားပြုကြရာအကြောင်းရင်း၄ခုကိုတွေ့ရပေသည်ပျောက်လင်မရှာပြတ်တာမပြင်းစင်ကြင်မသုံးအဖြုံးဟော့ရန်လူပေါပန်းကိုခြေတန်းမှတင်ဤလေးအင်မှန်ပင်ပျက်စီးကြောင်းအင်္ဂုတ္တရနိကာယစတုထနိပါကပါဠိတော်မြမောက်ခေအခြေအနေအရအဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုပါကအာဏာရှင်စနစ်ကြောင့်ပျောက်ဆုံးသွားရသောဒီမိုကရေစီအခွင့်အရေးများကိုပြန်လည်ရရှိရန်အတွက်ကြိုးပမ်းမှုအလုံးလောက်မရှိခြင်းကိုကျင့်တရားနှင့်နိုင်ငံရေးဆိုင်ရာတန်ဖိုးထားမှုများယိုယွင်းပျက်စီးလာသည်ကိုအပြင်းထန်စ조사ဟန်တားမှုမပြုလုပ်ခြင်းစီးပွားရေးကိုဆိုးဝါးစွာကြီးကြပ်ကုတ်ကဲခြင်းနှင့်တန်းပြည်ကိုပညာအမျှော်အမြင်လည်းမရှိတမာတိလည်းမရှိသူတို့ကအုပ်ချုပ်ခြင်းစသည့်အကြောင်းများပင်ဖြစ်ပါသည်1962ခုနှစ်မှစ၍မြန်မာနိုင်ငံယိုယွင်းပျက်စီးလာရသည့်အဓိကအကြောင်းရင်းများကိုရှာဖွေရာတွင်အကျွမ်းကျင်ဆုံးပညာရှင်ကနောက်ဆုံးပေါ်ခေတ်မီအကောင်းဆုံးသူတေသနာနည်းစနစ်များကိုသုံး၍တေချာပြည့်စုံအောင်လေ့လာထားချက်ဒီပင်လင်ထို့ထွက်ပို၍မှန်ကန်တိကျပြတ်သားစွာဖော်ပြနိုင်မည်မဟုတ်ပါတပါတီဆိုရှယ်လစ်အာဏာရှင်စနစ်အောက်တွင်ချမှတ်သောအစိုးရလမ်းစဉ်များသည်တကယ်လိုအပ်ချက်များနှင့်စီလျော်ခြင်းမရှိ၍မြန်မာပြည်၌စီးပွားရေးနှင့်အုပ်ချုပ်ရေးမသေးချာမရေရာမှုများဖြစ်ပေါ်လာသဖြင့်နေ့စဉ်ဘဝရည်တည်ရေးအတွက်လက်ပေးလက်ယူမှုနှင့်စီကံဥပဒေတင်းရှောင်မှုများကိုမလွဲမသွေကျူးလွန်လာကြရပါသည်သို့တော်လည်းနှစ်ပေါင်းကြာမြင့်စွာကိုကျင့်တရားပြတ်ပြားမှုနှင့်စီးပွားရေးကျဆင်းမှုများဖြစ်ပွားနေသည့်ကြားမှပြည်သူလူထုနှင့်ခေါင်းဆောင်ပိုင်းတို့ပူးပေါင်း၍မူကိုအခြေခံပြီးစ조사လုပ်ကင်ပါကကြီးပွားရေးနှင့်လုံခြုံရေးတို့ကိုအောင်မြင်စွာရရှိနိုင်မည်ဟုသောစိတ်ကူးအမြင်သည်မြန်မာပြည်တွင်ရှင်သန်လျက်ကျန်ရှိနေပါသည်1988ခုနှစ်ဒီမိုကရေစီလှုပ်ရှားမှုသည်ရင်းစိတ်ကူးအမြင်ကိုအကောင့်ထဲဖော်နိုင်မည့်မျှော်လင့်ချက်ကိုပေါ်ပေါက်စေပါသည်အခြေခံအကြဆုံးနှင့်ချက်ချင်းလှုံ့ဆော်ရမည့်အဆင့်တွင်သဘောထားပြေဝသောဒီမိုကရေစီစနစ်ဟူသည်မှာဖွဲ့စည်းတရက်အနေဖြင့်ဆိုပါကတရားမျှတ၍လွတ်လပ်သောရွေးကောက်ပွဲစနစ်အရရွေးကောက်တင်မြှောက်ထားသောကိုယ်စားလှယ်များကဖွဲ့စည်းပုံအခြေခံဥပဒေအရသတ်မှတ်ထားသည့်အချိန်ကာလအတွင်းဖွဲ့စည်းထားသောအစိုးရပင်ဖြစ်ပါသည်မြန်မာပြည်သားတို့သည်၎င်းတို့၏ခေါင်းဆောင်များအား၎င်းတို့ဘာသာရွေးချယ်ပိုင်ခွင့်ကိုတာဝန်ရှိစွာကျင့်သုံးခြင်းအပြင်ဆိုးရုပ်ကြဆင်းသည့်ဖြစ်စဉ်ကိုထိရောက်စွာစတင်တွန်းလှန်နိုင်မည်ဟုမျှော်လင့်နေကြပါသည်မြန်မာပြည်သားတို့သည်အစိုးရနှင့်ပတ်သက်သောထုံနှန်းစင်လာသီအိုရီအယူအဆများကိုစမ်းစစ်၍ဒီမိုကရေစီသည်၎င်းတို့၏ယဉ်ကျေးမှုဆိုင်ရာစံတတ်မှတ်ချက်များနှင့်မသင့်လျော်ဟုသောဝါဒဖြန့်ချက်ကိုတံပြန်ဆန့်ကျင်ကြပါသည်ဗုဒ္ဓဘာသာကမ္ဘာသမိုင်းအမြင်အရလူအဖွဲ့အစည်းသည်စင်ကြယ်သောမူလအစအခြေအနေမှဆိုးရုပ်ကြဆင်းလာပြီးကိုကျင့်တရားနှင့်လူမှုရေးပြပြမှုများကိုကြုံတွေ့လာရသောအခါ၌တရားမျှတရေးနှင့်ငြိမ်းချမ်းရေးကိုပြန်လည်ရရှိရန်အတွက်အစိုးရမင်းကိုရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ်ပါသည်အုပ်ချုပ်မင်းလုပ်သူသည်ဘွဲအမည်၃မျိုးဖြင့်ထင်ရှားပါသည်မဟာသမရဟုအမည်ရခြင်းမှာတိုင်းသူပြည်သားအလုံး၏သဘောတူညီချက်အရတင်မြှောက်ခြင်းခံရ၍ဖြစ်ပါသည်ခတ္တိယဟုအမည်ရခြင်းမှာလယ်မြေတို့ကိုစိုးမိုးပိုင်ဆိုင်၍ဖြစ်ပါသည်ရာဇာဟုအမည်ရခြင်းမှာသီလတရားဆောင်ထိန်ခြင်းဖြင့်ပြ
ပြည်သူမေတ္တာကိုရယူထား၍ဖြစ်ပါသည်ပထမဆုံးသောမင်းက၎င်းရယူသည့်စံစပါးဝေစုဝေပုံအတွက်ဖြောင့်မတ်စွာအုပ်ချုပ်မည်ဟုတာဝန်ယူသောသဘောတူချက်သည်လူသားအချင်းချင်းအပြန်အလှန်သဘောတူညီမှုရယူ၍တည်ထောင်သောအစိုးရတနည်းအားဖြင့်လူမှုပရိညင်အရာတည်ထောင်ဖွဲ့စည်းသောအစိုးရစနစ်ကိုဗုဒ္ဓဘာသာအမြင်ဖြင့်ပြသခြင်းပင်ဖြစ်ပါသည်မဟာသမရသည်အိန္ဒိယမှအခြေခံလာသောအရှေ့တောင်အာရှဘယင်စနစ်ပုံစံပင်ဖြစ်ပါသည်ဤပုံစံသည်ဘယင်စနစ်အားပုဂ္ဂလိကကိုယ်ပိုင်အဖြစ်သို့ရောက်အောင်အားပေးရာရောက်သဖြင့်ခေတ်သစ်နိုင်ငံတော်ဆိုင်ရာအယူအဆနှင့်ဆန့်ကျင်ဘက်ဖြစ်သည်ဟုဝေဖန်ကြပါသည်အနောက်တန်းအယူအဆတွင်ဘယင်ဟူသည်တဘာဝခန္ဓာနှင့်နိုင်ငံတော်ခန္ဓာဟူ၍ခန္ဓာနှစ်ပါးဖြစ်လေရာတမင်းလွန်၍နောက်တမင်းချောမောစွာဆက်ခံသည့်စနစ်ကိုအားပေးပါသည်သို့တော်လည်းမဟာသမရမင်းအားအများပြည်သူများ၏သဘောဖြင့်ရွေးချယ်ခြင်းဖြစ်ပြီး၎င်းသည်တရားမျှတသောဥပဒေများနှင့်အညီအုပ်ချုပ်ရန်လိုအပ်သောကြောင့်ရွေးကောက်တင်မြှောက်၍ဥပဒေနှင့်အညီအုပ်ချုပ်ရသောအစိုးရဟူသည့်အယူအဆသည်မြမထုံးတမ်းစင်လာအတွေ့အခေါ်နှင့်ခြားနားခြင်းမရှိပါဗုဒ္ဓဘာသာအမြင်တွင်အစိုးရမင်းတို့၌တန်းပြည်ကိုထင်သလိုအုပ်ချုပ်နိုင်သည့်ထာဝရဘုရားသခင်ပေးထားသောလုပ်ပိုင်ခွင့်မျိုးမဟုတ်ပါအစိုးရမင်းတို့သည်မင်းကျင့်တရား10ပါးဆုံးယုံမှုကိုဟန်တားသည့်အပရိဟာနိယတရား9ပါးသင်္ကဟတရား4ပါးစသည်တို့ကိုစောင့်ထိန်ရမည်ဖြစ်ပါသည်ထို့အပြင်မင်းတို့ကျင့်ရသောတရား12ပါးနာယကဂုံ6ပါးရာဇဂုံ10ပါးရန်အောင်ကြောင်းတရား4ပါးစသည့်များပြားလာသောအကျင့်စာရိတ္တလမ်းညွှန်စည်းကမ်းအတိုင်းပြုမူရမည်ဖြစ်ပါသည်တစ်ဖက်ကမင်းအားရန်သူမျိုး5ပါးထဲတွင်ထည့်သွင်းထားပြီးတစ်ဖက်ကအာဏာရှိသူတို့အကျင့်စာရိတ္တကောင်းမွန်စေရန်တွင်တင်ဆုံးမပေးခြင်းကိုအားပေးကျင့်သုံးသောထုံးတမ်းစင်လာသည်ကျိုးကြောင်းဆင်ခြင်မှုနှင့်ပြည့်စုံပါသည်မြန်မာပြည်သားများသည်အာဏာရှင်အုပ်ချုပ်ရေးအတွေ့အကြုံများစွာရှိခဲ့သဖြင့်အစိုးရနှင့်ပတ်သက်လာလျှင်သဘောတရားသီအိုရီနှင့်လက်တွေ့ကျင့်သုံးမှုတို့၌စိတ်မချမ်းမြေ့စေရာကွာဟချက်ကြီးရှိသည်ကိုကောင်းစွာသိရှိနားလည်ထားကြပါသည်လူသိများသောမင်းကျင့်တရား10ပါးကိုကမ္ဘာပေါ်တွင်ပထမဆုံးပေါ်ပေါက်သောအစိုးရမင်းအားတိုင်းတာရာတွင်၎င်းခေတ်သစ်အစိုးရအားတိုင်းတာရာတွင်၎င်းခိုက်တံအဖြစ်အသုံးပြုနိုင်သည်ကိုရေဘူးရာအဖြစ်လက်ခံထားကြပါသည်မင်းကျင့်တရားများမှာပေးကမ်းစွန့်ကြဲခြင်းဒါနကိုကျင့်တရားကောင်းမွန်ခြင်းသီလကိုကြိုးစွန့်ခြင်းပရိစ္ဆာကစိတ်ထားဖြောင့်မတ်ခြင်းအစ္စဝကျင်နာခြင်းမတဝချိုးချံခြင်းတပအမျက်မထွက်ခြင်းအကောဒအကြမ်းမဖက်ခြင်းအဝိဟေတသီးခံခြင်းခန္တီနှင့်ပြည်သူအလိုကိုမဆန့်ကျင်ခြင်းအဝိယောဒစသည်တို့ဖြစ်ပါသည်ပေးကမ်းစွန့်ကြဲခြင်းဒါနဟုသောမင်းကျင့်တရားအရာအုပ်ချုပ်မင်းလုပ်သူသည်ပြည်သူလူထုတာယာဝပြောရေးအတွက်ရရောစွာပေးကမ်းရမည်ဖြစ်သဖြင့်အစိုးရဟူသည်နိုင်ငံသူနိုင်ငံသားများကိုအလုံးအလောက်ပေးကမ်းနိုင်စွမ်းရှိရမည်ဟုအဓိပ္ပာယ်သက်ရောက်ပါသည်ခေတ်သစ်နိုင်ငံရေးအခြေအနေနှင့်ဆိုပါကတာဝန်တည်သောအုပ်ချုပ်ရေးစနစ်တရက်၏အခြေခံတာဝန်တစ်ခုမှာနိုင်ငံတော်၏စီးပွားရေးခိုင်မာမှုကိုတေချာအောင်ပြုလုပ်ခြင်းပင်ဖြစ်ပါသည်ကိုကျင့်တရားသီလဟူသည်မှာဗုဒ္ဓဘာသာထုံးတမ်းစင်လာအရ5ပါးသီလဆောင်ထိန်သည့်အပေါ်တွင်အခြေခံထားပါသည်5ပါးသီလဟူသည်မှာအသက်မသက်ရှင်မခိုးခြင်းမူသားမတုံးခြင်းအယက်သေးသာမတုံးဆောင်ခြင်းသူတစ်ပါးတမယာအားမပြစ်မှားခြင်းစသည်တို့ပင်ဖြစ်ပါသည်ပြည်သူတို့၏ယုံကြည်မှုနှင့်ရိုသေလေးစားမှုရရှိရန်၎င်းပြည်သူတို့ကိုပျော်ရွှင်ချမ်းသာကြွယ်ဝမှုပေးနိုင်ရန်၎င်းစံနမူနာကောင်းပြသရန်၎င်းအုပ်ချုပ်မင်းလုပ်သူသည်ကိုကျင့်တရားကောင်းမွန်ရမည်ဖြစ်ပါသည်ဘုရင်ကဓမ္မကိုဆောင်ထိန်ခြင်းမရှိသောအခါတွင်မင်းမှုထမ်းတို့ဖောက်ပြန်ကြပါသည်မင်းမှုထမ်းတို့ဖောက်ပြန်သောအခါတွင်ပြည်သူပြည်သားတို့ဒုက္ခဝေဒနာများစွာခံစားကြရပါသည်ထို့အပြင်သီလမရှိသောမင်းသည်တိုင်းပြည်၌ဘေးဒုက္ခဆိုးကြီးကြားရောက်စေသည်ဟုလည်း
ယုံကြည်ကြပါသည်တိုင်းပြည်တစ်ပြည်ကံကြမ္မာဆိုးကြုံရသည့်အခြေခံအရင်းအမြစ်ကိုအစိုးရ၏ကိုကျင့်တရားပြပြမှုများတွင်တွေ့ရှိနိုင်မည်ဖြစ်ပါသည်တတိယမင်းကျင့်တရားမှာပရိစ္ဆာကဖြစ်ပြီးပေးကမ်းစွန့်ကြဲခြင်းဟူ၍၎င်းကိုကျိုးစွန့်ခြင်းဟူ၍၎င်းအဓိပ္ပာယ်ဖွင့်ဆိုကြပါသည်ပေးကမ်းရရောခြင်းသည်ပထမမင်းကျင့်တရားဒါနနှင့်ထပ်တူဖြစ်နေသဖြင့်ပြည်သူပြည်သားတို့အတွက်အုပ်ချုပ်မင်းလုပ်သူကရရောသည့်နေရာတွင်အဆုံးစွန်သောရရောခြင်းဖြစ်ပါသည်ကိုကျိုးကိုပင်ဆွန့်လွတ်ခြင်းဟူ၍အဓိပ္ပာယ်ဖွင့်ကပို၍ဂျင်းနှက်ဖွယ်ဖြစ်ပါမည်အများအကျိုးတည်ပိုးနိုင်ရန်ကိုကျိုးစွန့်လွတ်သည့်သဘောတရားကိုပြသရာ၌အလောင်းတော်သူမိတာရှင်ရသေးအားဆန္ဒမူအဖြစ်အချို့ကထောက်ပြပါသည်အလောင်းတော်ရှင်ရသေးသည်တဘောဝတွင်နိဗ္ဗာန်မဖို့ကိုမျက်မှောက်ပြုနိုင်ပါလျက်တတော်အများတန်တရားဝဆင်းရဲမှလွမြောက်စေရန်အလို့ငါဖျားစုပံကမရေမတွက်နိုင်လောက်အောင်များစွာသောဘဝအပေါင်းတွင်ကျင်လည်ရမည့်အဖြစ်ကိုလက်ခံခဲ့သည်ရင်းကဲ့သို့ပင်လူကြိုက်များသောပုံမြင်တစ်ခုမှာမိမိအသက်ကိုစတေး၍လက်အောက်ငယ်သားများကိုကယ်ဆယ်ခဲ့သောဖရာအလောင်းညောင်မင်းဝတ္ထုပင်ဖြစ်ပါသည်ညောင်မင်းကယ်ဆယ်လိုက်သူများတဲ့တွင်၎င်းအားဖျက်ဆီးရန်အစဉ်တစိုက်လိုလျားခဲ့ပြီးနောက်ဆုံး၎င်း၏အသက်ကိုပါဆုံးချုံအောင်ပြုလုပ်ခဲ့သူဒေဝရလည်းပါဝင်ပါသည်စိတ်ထားဖြောင့်မတ်ခြင်း is what ဆိုသည်မှာပြည်သူဝန်ကိုထမ်းဆောင်ရာတွင်ဖောက်ပြန်မှုကင်းရှင်းရမည်ဖြစ်ပြီးပုဂ္ဂိုလ်ရေးဆက်ဆံမှုများတွင်လည်းဖြောင့်မတ်ရိုးသားရမည်ဖြစ်ပါသည်မင်းမာသစ္စာလူမာဂရိဟုသောဆိုရိုးစကားအရာတာမန်ပုဂ္ဂိုလ်တို့အနေဖြင့်၎င်းပေးခဲ့သောဂတိအတိုင်းသာလှုပ်ဆောင်ယုံမြတာလိုတော်လဲအုပ်ချုပ်သူတို့မှမူကာယကံဝစီကံမနောကံအရာသစ္စာတရားကိုအစဉ်ထိမ့်သိမ်းထားရပါသည်သစ္စာတရားသည်ဗုဒ္ဓဘုရားအစိုးအမဩဝါဒများ၏အနှစ်သာရပင်ဖြစ်ပါသည်ဗုဒ္ဓရှင်တော်သည်မိမိကိုမိမိတထာဂတသို့မဟုတ်သစ္စာတရားကိုရောက်ရှိလာသူဟုရည်ညွှန်းပါသည်ထို့ကြောင့်ဗုဒ္ဓဘာသာဝင်မင်းတို့သည်သူ့အမိတညာနှင့်သူ့တဘာဝအစဉ်ထာဝရညီညွတ်ဖြောင့်မတ်ခြင်းဒီဟုသောသစ္စာတရားနှင့်အညီနေထိုင်အုပ်ချုပ်ရမည်ဖြစ်ပါသည်ပြည်သူလူထုကိုလိမ်လည်လက်ဖျားမှုအထင်မှားအမြင်မှားဖြစ်စေမှုစသည်တို့သည်အလောက်တာဝန်ဝတ္တရားပြက်ကွက်ချွန်၍ကိုကျင့်တရားကိုဖောက်ဖျက်ခြင်းပင်ဖြစ်ပါသည်မြားနယ်ဆင်း၍ဝမ်းတွင်းဖြောင်တန်းမကောက်ရင်းသည့်တစွန်းဟကနှစ်ခွမသွေစတုဓမ္မတာရကိုခံပြုအုပ်ချုပ်ရ၌စိတ်ထားနူးညံ့မှုမတ္တဝဟူသည်မှာပြည်သူလူထုအကျိုးအတွက်စိုးရိမ်ပူပန်ကြောက်ကြမှုကိုခံစားနိုင်သောတတိပင်ဖြစ်ပါသည်မိမိတို့၏အခွင့်အရေးကိုတောင်းဆိုနိုင်စွမ်းအလွန်နှဲပါနေသူတို့၏ဆင်းရဲဒုက္ခကိုလျစ်ယူရှုခြင်းသည်၎င်းတို့၏လိုအပ်ချက်ကိုထိရောက်စွာတုံ့ပြန်အရေးယူလှုပ်ဆောင်ပေးခြင်းထက်ပို၍လွယ်ကူသည်မှာမငြင်းနိုင်သောအချက်ပင်ဖြစ်ပါသည်သူတစ်ပါးကိုဂရုစိုက်ခြင်းသည်တာဝန်ယူခြင်းပင်ဖြစ်၍အားနည်းသူတို့၏အားသည်မင်းဖြစ်သည်ဟုသောအဆိုအတိုင်းလိုရဲခြင်းပင်ဖြစ်ပါသည်လူသည်များပြီးဖြစ်သောမဟာဝန္တဝတ္ထုတွင်အခြေခံသည့်19ရာစုခေတ်ဝိဇယပြဇက်၌ပြည်သူတို့ကိုတောကဒုက္ခများစွာရောက်စေသည့်ဆိုးသွမ်းသောတာတော်ကြီးအားဖခင်ဘုရင်ကပြည်နှံပေးလိုက်ရပါသည်မင်းတို့ဓမ္မပြည်သူနှင့်သားအချစ်အားဖြင့်မရှားရာမေတ္တာညီမျှကောင်းပေသည်ချိုးချံရေးတာဝန်အရာဘုရင်သည်ရိုးသားသောအကျင့်များကိုလိုက်နာရမည်မိမိကိုမိမိထိမ့်သိမ်းကိုကဲတက်ရမည်ကောင်းမြတ်သောစိတ်ဓာတ်ရှိအောင်လေ့ကျင့်ပေးရမည်ဖြစ်ပါသည်ချိုးချံမှုကိုဂရုမပြုဘဲစိတ်အလိုလိုက်၍လွန်ကျွံဖြုံးတီးနေသောအုပ်ချုပ်မင်းလုပ်သူကိုမဟာသမရမင်းခေတ်ကလက်မခံနိုင်တဲ့ကဲ့သို့ယနေ့မြန်မာနိုင်ငံတွင်လည်းလက်ခံနိုင်လိမ့်မည်မဟုတ်ပါတတမအထမနှင့်နဝမမင်းကျင့်တရားတို့ဖြစ်သောဒေါသကင်းခြင်း
အကြမ်းမဖက်ခြင်းနှင့်တီးခံခြင်းတို့သည်တစ်ခုနှင့်တစ်ခုဆက်ဆက်နေသည်ဟုဆိုနိုင်ပါသည်အင်အားကြီးသူတို့၏ဒေါသကြောင့်စိတ်မချမ်းမြေ့စေရအကျိုးဆက်များကျေပြန့်စွာပေါ်ထွက်လာနိုင်သဖြင့်မင်းတို့သည်၎င်းတို့၏မလွန်မုန်းတီးစိတ်များကိုကာယကံမြောက်သည့်ဒေါသနှင့်အကြမ်းဖက်မှုအဖြစ်သို့အပေါက်ကွဲသွားစေရန်ထိန်းသိမ်းရမည်ဖြစ်ပါသည်မိမိကထင်သလိုရှင်မုန်းနိုင်သူများ၏လှုံ့ဆော်ရန်စမှုနှင့်ဆွေရင်းချက်များကိုပညာရှိပီတာ၍သဘောထားကြီးစွာဂိုင်တွယ်နိုင်စေမည့်စစ်မှန်သောတီးခံခြင်းတရားကိုအုပ်ချုပ်မင်းလုပ်သူတို့ကျင့်ကြံရမည်ဖြစ်ပါသည်အကြံဖတ်မှုသည်ဗုဒ္ဓဝါဒအစိုးအမနှင့်ဆန့်ကျင်ဘက်ဖြစ်ပါသည်ရာဇောဝါဒစက်တော်အရမင်းကောင်းမင်းမြတ်တို့သည်ဒေါသကြီးသူကိုမေတ္တာနှင့်အောင်နိုင်၏မကောင်းမှုကိုကောင်းမှုနှင့်အောင်နိုင်၏စေနေသူကိုပေးကမ်းခြင်းဖြင့်အောင်နိုင်ရ၏မမှန်စကားဆိုသူကိုအမှန်ဆိုခြင်းဖြင့်အောင်နိုင်ရ၏အကြမ်းမဖက်ဘဲဂရုဏာတရားဖြင့်တမ်းပြည်ကိုအုပ်ချုပ်သူအာတောကမင်းကြီးကိုစံပြဗုဒ္ဓဘာသာဘုရင်အဖြစ်အမြဲတမ်းနမူနာပြုကြပါသည်အစိုးရသည်ကြမ်းတမ်းခတ်ထန်ခြင်းတိလားနှင့်မညီသောအင်အားသုံးခြင်းတို့ဖြင့်နာခံမှုရအောင်ကြိုးစားအထောက်ခြင်းမပြုဘဲအမှန်တရားဖြင့်အောင်နိုင်ရန်ကိုသာဥတည်ရမည်ဖြစ်ပါသည်တသမမင်းကျင်တရားမှာပြည်သူအလိုဆန္ဒကိုမဆန့်ကျင်ရဟုဆိုထားသဖြင့်ဒီမိုကရေစီကိုဗုဒ္ဓဘာသာကထောက်ခံလိုက်သည့်သဘောတက်ရောက်ပါသည်လူတီများသောဗုဒ္ဓဝင်ပုံမြင်များကလည်းဤသဘောကိုထောက်ခံထားပါသည်လူသားအရသာကိုကြိုက်နှစ်သက်သွားသောပောရိတာဒဘုရင်သည်ဇတ်တူသားစားသည့်အကျင့်ကိုစွန့်လွတ်ရန်ပြည်သူလူထုကတောင်းဆိုသည်ကိုဂရုမပြုသဖြင့်တိုင်းပြည်မှထွက်ခွာခဲ့ရပါသည်ဖရာတရားအလွန်ကြည်ညိုသောဝေဒနာမင်းကြီးသည်လည်းဌာနပါရမီဖြည့်ဆည်းရန်စ조사အားထုတ်စဉ်အတွင်းပြည်သူသဘောတူညီချက်မပါဘဲနိုင်ငံပိုင်စင်ဖြူတော်ကိုလှူဒန်းလိုက်သဖြင့်ပြည်နှင်တံပေးခြင်းခံရပါသည်ပြည်သူအလိုဆန္ဒကိုမဆန့်ကျင်ရဟုသောတာဝန်ဝတ္တရား၏အနှစ်သာရအရပြည်သူလူထု၏သဘောတူညီချက်ရရှိမှသာလျှင်အစိုးရသည်တရားဝင်၍ဥပဒေနှင့်အညီဖြစ်နိုင်ပါသည်အုပ်ချုပ်မင်းလုပ်သူသည်ပြည်သူအကျိုးစီးပွားကိုတည်ပိုးနိုင်စွမ်းမရှိဟုပြည်သူကယူဆလာပါကအစိုးရအားပေးအပ်ထားသည့်လုပ်ပိုင်ခွင့်ကိုပြည်သူလူထုကအချိန်မရွေးပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိရပါမည်စီကံတာဝန်နှင့်အညီဖြစ်သောပြည်သူဆန္ဒကိုလေးစားသောတရားမျှတသည့်ဥပဒေစိုးမိုးရေးကိုအဓိကထားသောအစိုးရတို့သည်ပြည်သူဆန္ဒကိုလေးစားရန်မလိုသောအာဏာရလူဒန်းစားသို့မဟုတ်အာဏာရှင်တဦး၏အုပ်ချုပ်မှုထက်ပို၍ဗုဒ္ဓဘာသာဘုရင်စနစ်၏ထုံးတမ်းစင်လာတာဝန်ဝတ္တရားများကိုလိုက်နာဆောင်ရွက်နိုင်မည်ဟုသည်ကိုဒီမိုကရေစီဘက်မှအခိုင်အမာပြောဆိုထားပါသည်အများပြည်သူကဒီမိုကရေစီအစိုးရစနစ်ကိုမျှော်မှန်းခြင်းသည်မှန်ကန်ကြောင်းအဓိပ္ပာယ်ရှိကြောင်းထုံးတမ်းစင်လာတန်ဖိုးထားမှုများကပြသနေပါသည်